လန်ဒန်ဒါဘီပြိုင်ဘက်ခရစ္စတယ်ဘဲလီအသင်းကိုအင်ကွင်းမှာအနိုင်ယူပြီးဇီယာထိပ်မှာဆက်လက်ဦးဆောင်ခဲ့တဲ့အာဆင်နယ်မင်္ဂလာပါကျွန်တော်တို့ရဲ့ Burmese Ghana YouTube နဲ့ TikTok အကောင့်ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ကအာဆင်နယ်နဲ့ခရစ္စတယ်ဘဲလီတို့ရဲ့ပွဲပြီးသုံးသက်ချက်လေးကိုနိုင်ငယ်တင်ပြသွားမှာဖြစ်ပါတယ်ဒီနေ့ပွဲမှာပါဝင်လာနိုင်ခြင်းမရှိဘူးလို့ထင်ထားတဲ့ဂါရီယယ်မကာဟီပါဝင်လာပြီးတော့ပွဲထွက်လူစင်းကတော့ခံမှန်းထားတဲ့အတိုင်းပဲပွဲထွက်လာတာပါပွဲအစတွေကနှစ်သင်းကလုံးတတိကြီးကြီးနဲ့ရင်ဆိုင်ကစားခဲ့ကြတာပါထင်သားသလိုပါပဲခရစ္စတယ်ဘဲလီအသင်းကခက်ခက်ခဲကိုရင်ဆိုင်ပြီးတော့အနိုင်ယူခဲ့ရတယ်ဘဲလီအသင်းကခံစစ်ကိုအဓိကထားကစားပြီးတော့အာဆင်နယ်ကိုတန်ပြန်ကောင်တာတွေရတဲ့တဆင့်ဒုက္ခပြီးရင်ကြိုးစားခဲ့တာပါပွဲချိန်39မိနစ်အရောက်မှာတော့ပြစ်ဒဏ်ဘောကတဆင့် Rice ပြီးပွင့်မှုကနေအစီအသင်းအတွက်လှလှပပဂိုးသွင်းယူပေးခဲ့တာပါအာဆင်နယ်ခံစစ်အမှားတချို့ကနေဘဲလီအသင်းအခွင့်အရေးရယူဖို့ကြိုးစားခဲ့ပေမဲ့အရာမတင်ခဲ့ပါဘူးဘဲလီအသင်းတိုက်စစ်မှုမာတီတာစားတို့ကိုအာဆင်နယ်ခံစစ်ကောင်းကောင်းလေးကိုထိန်းချုပ်ထားနိုင်ခဲ့တာပါဒုတိယပိုင်းပြန်စပြီးတိတ်မကြခင်မှာပဲဆလီဘာဒန်ရန်ရပြီးတော့မော်စကိုယာနဲ့လူစားလဲခဲ့ရပါတယ်နောက်ပိုင်းမိနစ်တွေမှာတော့မာတင်နယ်လီဟင်ကဘီရိုက်စ်လူဝစ်ကယ်လီတို့နဲ့လူစားပြောင်းလဲမှုတွေပြုလုပ်ပြီးအာဆင်နယ်ကပဲထိန်းချုပ်ပြီးအနိုင်၃မှတ်ကိုရယူခဲ့တာပါဆလီဗာရိုက်စ်တို့ဒန်ယာအနှဲငယ်ကြောင့်လူစားလဲခဲ့ရပြီးဒန်ယာအသေးစိတ်ကိုတော့ကျွန်တော်တို့မသိရသေးပါဘူးမန်ဒမ်မတ်စုကိုတော့အစီကပဲရယူသွားခဲ့ပါတယ်ပြိုင်ဘက်အသင်းတွေအမှတ်လျော့နေတဲ့အချိန်မှာကျွန်တော်တို့ယူနိုင်ခဲ့တဲ့၃မှတ်ကတော့လုံးဝကိုချုံမြင်နေပါတယ်ဒီနေ့နိုင်ပွဲကြောင့်အာဆင်နယ်ကလပ်အသင်းနိုင်ပွဲ900ပြည့်ခဲ့ပါတယ်အာဆင်နယ်အသင်းဟာ9ပွဲဆက်တိုက်အနိုင်ရယူထားပြီး9ပွဲဆက်တိုက်ပေးကိုမရှိစွမ်းဆောင်နိုင်ခဲ့တာပါနောက်ဆုံးပရီးမီးယားလိ3ပွဲမှာဂိုးပေါက်တက်မှတ်မှုတစ်ချိန်သာခွင့်ပြုပေးခဲ့တာပါကျွန်တော်တို့အာဆင်နယ်အသင်းဟာဒုတိယနေရာကဘုံမောက်တင်ကို4မှတ်မန်စီးတီးကို6မှတ်လီဗာပူးကို9မှတ်ဖြတ်ထားနိုင်ခဲ့ပါပြီဟုတ်ကဲ့ကြည့်ရှုပေးခဲ့သူဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်